ကဲပီနန်အိတ်ခုနှစ်အိတ်လုံးအားလုံးဖြည့်ပြီးသွားပါပြီထမိန်အမျိုးအစားအားလုံးပေါင်း9မျိုးပါပါတယ်နော်အရန်ပဲလှပါတယ်တချို့အထည်လေးတွေကဈေးအရန်ချို့ပါတယ်နော်တစ်မျိုးချင်းစီကိုအစင်လေးနဲ့အယောင်လေးနဲ့တေချာလေးပြပေးပါမယ်ဒါလေးကတော့စီးကြောင်ချင်းအင်ပါနော်သူရဲ့အစင်လေးကဒီလိုလေးပါအရန်ပဲလှပါတယ်ဒီထမိန်လေးကဈေးအရန်ချို့ပါတယ်နော်ဒါစီးကြောင်ချင်းအင်လေးပါရမယ့်ကာလာလေးကအမဲပဲစိမ်းကြံရည်ပေးတာအုတ်ကျိုးဆိုပြီးတော့ရပါမယ်ဒါလေးကတော့ကျဲတာရချိတ်လေးပါအစင်လေးကဒီလိုလေးပါနော်အပြည့်လေးပါအဖြူရောင်လေးအရန်မဲလှပါတယ်ရနိုင်တဲ့ကာလာလေးတွေကတော့ဒီမှာပါနော်ကာလာစုံမှာအခုပဲဝင်ပါတယ်အရန်လှပါတယ်နော်နောက်တစ်ဆင့်လေးကတော့ဒါကနန်းဝက်တန်ချိတ်အဆင့်လေးပါအခုကင်ထားတာကထောပတ်စိမ်းရောင်လေးပါနော်နောက်ထပ်ရမယ့်ကာလာလေးတွေကိုအနီးကပ်လေးပြပေးပါမယ်ချိုချင်းနှက်ပြနို့စိမ်းအသားကြက်သွေးအဖြူချောကလက်မိုးပြကာလာစုံအများကြီးပဲဝင်ထားပါတယ်အခုပဲဝင်ထားပါတယ်နော်သူလေးကလည်းရင်ရင်လေးနဲ့လှပါတယ်ကိုလိုင်းစပယ်အဆင့်လေးပါနော်နောက်ပြီးတော့ဒီဘက်မှာကဒါအင်းအဖြူလေးပါအဖြူရောင်တီးသန့်များများလေးမှာထားပေးပါတယ်အဆင်ပြပေးပါမယ်အဖြူရောင်ပေါ်မှာနှုတ်စိမ်းရောင်လေးဖောက်ထားတာပါအရန်ပဲလှပါတယ်အဖြူတွေအများကြီးမှာထားပေးပါတယ်နော်ဒီအဆင်လေးကတော့ချွန်းရည်လိုင်းကြီးအဆင်ပါအရန်ပဲလှတယ်ရနိုင်တဲ့ကာလာလေးတွေကတော့ဒီမှာပါအမဲရမဲကြက်သွေးအဖြူအသားဒေါနဗေဒါအမဲအပြာကြံရည်အများကြီးပဲရပါမယ်နော်ဒီဘက်မှာကဒါလူတိုင်းကြိုက်တဲ့ဒါအင်းပြည့်ရည်လိုင်းအဆင်လေးပါအထက်280အများကြီးပဲဝင်ထားပါတယ်သူ့အဆင့်လေးကတော့ဒီလိုလေးပါနော်အသားမထူမပါလေးပါဈေးလဲချို့ပါတယ်280ဝင်ထားပါတယ်နော်အထည်လေးတွေကအားလုံးပေါင်း9မျိုးအများကြီးပဲဝင်ထားပါတယ်စိတ်ကြိုက်လာပြီးတော့ရွေးလို့ရတယ်အနောဆိုင်ကတော့ဖအံမှာဖွင့်ထားပါတယ်ဆိုင်မှာလဲလာပြီးတော့ဝယ်လို့ရသလို online ကနေလဲမှာလို့ရပါတယ်နော်